မင်္ဂလာပါရှင်ဒီကနေ့မှာတော့ Khumila News ရဲ့ဧပြီလ30ရက်နေ့သတင်းတွေကိုနားဆင်ကြရမှာပါဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့ကျင်တွင်းမြို့လေကြောင်းတိုက်ခိုက်ခံရလို့ပြည်သူ9ယောက်သေဆုံးပြီးတော့ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ CPU CPA ထုတ်ပြန်တဲ့သတင်းကဆုံလပြည့်နေ့မှာအကျဉ်းသား1508ယောက်ကိုစစ်ကော်မရှင်လွှတ်ငြိမ်းခွင့်ပြုတဲ့သတင်းတိတိမ်မှာတိုက်ပွဲဖြစ်ပွားနိုင်တဲ့အခြေအနေကိုစိုးရိမ်ပြီးတော့ဒေသခံအများအပြားနေရက်စွန့်ခွာတဲ့သတင်းအပါအဝင်တိတိမ်နဲ့ကျင်တွေကိုစစ်ကော်မရှင်တပ်ကလေကြောင်းကနေဇက်တိုက်ပုံကျဲတိုက်ခိုက်နေတဲ့သတင်းတွေကိုနားဆင်ကြရမှာပါချင်းပြည်နယ်ကံပလက်မြို့နယ်ကကျင်တွဲမြို့ကိုစစ်ကော်မရှင်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အရသား9ယောက်သေဆုံးခဲ့ပြီးတော့ထိခိုက်ဆုံးရှုံးမှုတွေရှိတယ်လို့ချင်းပြည်သူအစည်းအရုံးချင်းပြည်သူတပ်မတော် CPU CPA ကဧပြီလ29ရက်နေ့မှာထုတ်ပြန်ပါတယ်။ဧပြီလ29ရက်နေ့မနက်10:00နာရီဝန်းကျင်မှာတရားဥလေတပ်ကပြန်တက်လာတဲ့ Jet Fighter တစ်စီးဟာကျင်တွဲတရားကိုပေါင်300ဘုံနှလုံးနဲ့လာရောက်ပုံကျဲတိုက်ခိုက်ခဲ့တာပါ။တိုက်ခိုက်ခံရတဲ့အချိန်မှာတရားကိုပြုတ်ပြင်းနေတဲ့အရသားပြည်သူတွေရှိနေလို့ဘုံထိမှန်ပြီးတော့အမျိုးသား10ယောက်နဲ့အမျိုးသမီး1ယောက်စုစုပေါင်း9ယောက်ပွဲချင်းပြီးသေဆုံးခဲ့ရပါတယ်။ကံပလက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရဒဏ်ရာရရှိသူ4ယောက်ရှိပြီးတော့2ယောက်ကစိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။အဲ့ဒီပြင်ပြည်သူပိုင်ပစ္စည်းတွေဖြစ်တဲ့ဆိုင်ကယ်4စီး၊ဒိုင်ယန်ကားတစ်စီးနဲ့လမ်းလုပ်ငန်း3 JCB စက်ကြီးတစ်စီးလည်းဘုံစားထိမှန်ပြီးပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ CPU CPA ဘက်ကတော့ဒဏ်ရာရရှိသူ3ယောက်ရှိကြောင်းနဲ့ကမ်ပိုအားဆိုင်ကယ်4စီးအပါအဝင်တခြားပျက်စီးမှုတွေရှိတယ်လို့အတည်ပြုထုတ်ပြန်ထားပါတယ်။စစ်ကော်မရှင်ဟာအရက်သားပြည်သူတွေရှိတဲ့နေရာတွေကိုပြစ်မှတ်ထားပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လာတာကြောင့်ဒေသခံပြည်သူတွေအထူးသတိထားနေထိုင်ကြဖို့တိုက်တွန်းထားပါတယ်။နေအိမ်နဲ့ဈေးဆိုင်တွေမှာဘုံခိုခြင်းတွေနဲ့ကရုတ်ခြင်းတွေကိုအစဉ်သင့်ပြင်ဆင်ထားရှိကြဖို့နဲ့လေကြောင်းရန်သတိပေးချက်တွေကိုအမြဲနားဆွင့်နေထိုင်ကြဖို့ကိုလည်းကံပလက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ CPU CPA တို့ကပူးတွဲနှိုးဆော်ထားတယ်လို့သိရပါတယ်။ဧပြီလ30ရက်နေ့မှာကြာရောက်တဲ့ကဆုံလပြည့်နေ့မှာနိုင်ငံတော်ဝန်ကအကျဉ်းထောင်အသီးသီးမှပြည်ထန်ကြခံနေရတဲ့အကျဉ်းသားအကျဉ်းသူ1508ယောက်ကိုစစ်ကော်မရှင်ကလွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တယ်လို့ထုတ်ပြန်ကြေညာပါတယ်။ရာဇဝတ်ကျင့်ထုံးဥပဒေပုံမှန်401ပုံမှန်ခွဲ1အရပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။အဲဒီလွတ်ငြိမ်းခွင့်မှာနောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ခဲ့ရင်အဲ့ဒီပြစ်ဒဏ်အပြင်အခုကြားခံမှုကြန့်ရှိနေတဲ့ပြစ်ဒဏ်တွေကိုပါဆက်လက်ကြားခံပါမယ်ဆိုတဲ့ကန့်သက်ချက်ပါဝင်နေပါတယ်။ပြည်တွင်းအကျဉ်းသားတွေပြင်နိုင်ငံခြားသားအကျဉ်းသားအကျဉ်းသူ17ယောက်ကိုလည်းလူသားချင်းစာနာထောက်ထားမှုနဲ့နိုင်ငံအချင်းချင်းမိတ်ဝဲမပြတ်ဆက်ဆံရေးကိုရှေ့ရှုပြီးတော့ပြည်တံတွေလျှော့ပေါ်ပေးခဲ့ပါတယ်။သူတို့ကိုပြည်တွင်းမှာတော့ဆက်လက်နေထိုင်ခွင့်မပြုဘဲပြည်နှံပေးလိုက်တယ်လို့စစ်ကော်မရှင်ရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။လူငင်းခွင့်မှာမပါဝင်သေးပေမဲ့လည်းအကျဉ်းထောင်အသီးသီးမှာပြည်တံကြခံနေရဆဲဖြစ်တဲ့အကျဉ်းသားတွေအတွက်လည်းပြည်တံလျှော့ပေါ်မှုတွေပြုလုပ်ပေးခဲ့ပါတယ်။2026ခုနှစ်ဧပြီလ30ရက်နေ့မတိုင်မီကျူးလွန်ခဲ့တဲ့ပြစ်မှုတစ်ခုခုနဲ့ပြည်တံကြခံနေရသူတွေကိုရာဇဝတ်ကျင့်ထုံးဥပဒေပုံမှန်401ပုံမှန်ခွဲ1အရာကြားခံမှုကြန့်ရှိတဲ့ပြည်တံတွေရဲ့6ပုံတစ်ပုံကိုလွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တယ်လို့လည်းသိရပါတယ်။ချင်းပြည်နယ်တိတိမ်မြို့နယ်အတွင်းမှာစစ်ရေးတင်းမာမှုတွေဖြစ်ပေါ်လာနိုင်လို့ဒေသခံပြည်သူအများအပြားဟာနေရက်စွန့်ခွာပြီးတော့တခြားဒေသကိုတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။လူဦးရေ1000ခွဲနီးပါးနေထိုင်တဲ့တိတိမ်မြို့လူဦးရေရဲ့ထက်ဝက်ခန့်ကမြို့ကနေထွက်ခွာသွားပြီလို့ဒေသခံတွေကပြောပါတယ်။ဒေသအတွင်းမှာလှုပ်ရှားနေတဲ့ချင်းကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ PDF ဇိုလန်အပါအဝင်တော်လန်ရေးတပ်ဖွဲ့တွေမြို့သိမ်းစစ်စင်ရေးဆောင်ရွက်လာနိုင်တယ်လို့ယူဆပြီးဒေသခံတွေအခုလိုတိမ်းရှောင်နေကြတာပါ။တော်လန်ရေးတပ်ဖွဲ့တွေဘက်ကတိုက်ပွဲစတင်မဲ့အချိန်ကိုကြိုတင်အသိပေးမယ်လို့ဆိုပေမဲ့လည်းလက်ရှိအချိန်ထိတိုက်ပွဲနဲ့ပတ်သက်တဲ့တရားဝင်ကြေညာချက်ထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။တိုက်ပွဲဖြစ်လို့တိမ်းရှောင်ချိန်မှာလည်းကလေးမျိုးဘက်ကိုအဓိကတိမ်းရှောင်ကြတယ်လို့ဆိုပါတယ်။လက်တလောတိတိမ်မြို့နယ်အတွင်းမှာတော့တိုက်ပွဲဖြစ်ပွားတာမရှိသေးပဲအခြေအနေတည်ငြိမ်နေသေးပါ။ဒါပေမဲ့တိတိမ်မြို့အနီးကကျေးရွာတချို့မှာတော့တက်ကြီးရွယ်အိုတွေနဲ့ကလေးငယ်တွေကိုတခြားဒေသတွေစီကြိုတင်ပို့ဆောင်ထားရပြီးတော့လူငယ်တချို့ပဲအိမ်ဆောင်အနေနဲ့ကြန့်ရှိနေတယ်လို့သိရပါတယ်။အဲ့ဒီပြင်တိတိမ်မြို့ကကန်းဟောက်လမ်းမကြီးပေါ်မှာလည်းလူအသွားအလာနဲ့ပါလာတယ်လို့ဒေသခံတွေကပြောပါတယ်။ကလေးမြို့မှာလည်းအခုချိန်မှာစစ်ရှောင်းတွေနဲ့ပြည့်နှက်နေပြီးတော့အိမ်ငှားရခက်ခဲတာတဲယူပို့ဆောင်မှုအတွက်ကားနဲ့စီရရှိမှုခက်ခဲတဲ့အပြင်
ကားကဈေးနှုန်းတွေမြင့်တက်နေတယ်လို့လည်းသိရပါတယ်။2024ခုနှစ်မေလ26ရက်နေ့ကစလို့တီးတိမ်မြို့နယ်တွင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့်မြို့နယ်ပြည်သူ1000ခွဲခန့်ဟာစစ်ဘေးတိမ်းရှောင်နေကြရတာပါ။ချင်းပြည်နယ်အတွင်းကတီးတိမ်မြို့နယ်နဲ့ကံပက်လက်မြို့နယ်ကိုစစ်ကော်မရှင်တပ်ကလေကြောင်းကနေစတိုက်ပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့စစ်ရေးသတင်းအရင်းအမြစ်တွေနဲ့ဒေသခံတွေစီကသိရပါတယ်။ဧပြီလ30ရက်နေ့မနက်ပိုင်းမှာတီးတိမ်မြို့နယ်ဟေးလေးကျေးရွာနဲ့တွဲစီကျေးရွာကြားကခွိုင်းမောကျေးရွာကိုစစ်ကော်မရှင်တပ်က3ကြိမ်ပုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။တရားဥလေတပ်ကတက်လာတဲ့ရန်130 Jet Fighter 2စီးနဲ့မနက်9နာရီဝန်းကျင်မှာတိုက်ခိုက်ခဲ့တာပါ။လေကြောင်းတိုက်ခိုက်ခံရလို့အဆောက်အအုံတချို့ပျက်စီးခဲ့တဲ့အပြင်တခြားထိခိုက်မှုအချက်အလက်အသေးစိတ်ကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။အဲ့ဒီပြင်ကံပက်လက်မြို့နယ်ကျင်တွင်းမြို့ကိုလည်းဧပြီလ30ရက်နေ့မွန်းလွဲတနာရီခွဲခန့်မှာစစ်ကော်မရှင်တပ်ကလေကြောင်းကနေထပ်ပြီးတိုက်ခိုက်ခဲ့ပါသေးတယ်။ကြောက်ထုမြို့အမတာ368ကိုလုံခြုံရေးကင်းထောက်ပြန်တန်းအပြီးမှာကျင်တွင်းမြို့မုံချောင်းတရားကိုထပ်မံပုံကျဲတိုက်ခိုက်ခဲ့တာပါ။အခုလိုတိုက်ခိုက်လို့အရက်သားထိခိုက်သေးဆုံးမှုရှိပြီးတော့သေဆုံးသူအရေအတွက်နဲ့ဒဏ်ရာရရှိသူတွေရဲ့အခြေအနေကိုအခုချိန်ထိတိတိကျကျမသိရသေးဘူးလို့ဒေသခံတွေကပြောပါတယ်။ကျင်တွင်းမြို့မုံချောင်းတရားကိုဧပြီလ29ရက်နေ့ကလည်းစစ်ကော်မရှင်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်လို့အရက်သား9ယောက်သေဆုံးခဲ့တဲ့အပြင်3ယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အခုလိုလေကြောင်းတိုက်ခိုက်မှုတွေဟာကစုံလားပြည်နေညောင်ရီသုံးပွဲတော်ကိုမြို့ကြီးတွေမှာကျင်းပနေတဲ့အချိန်တစ်ဖက်မှာစစ်ကော်မရှင်ကကျူးလွန်နေခဲ့တာပါ။